ကျွန်တော်သာဆိုရင်ပြစ်မဲ့ရဲ့အလဲဟိုကိုအချက်တိုင်းကတိမှန်အောင်ပြစ်နိုင်ပါတယ်ဒါပေမဲ့တမင်တက်တက်ကိုအချက်တိုင်းလွဲအောင်ပြစ်ခဲ့တာပါကြန့်ခိုင်မှုစစ်ဆေးတဲ့အချိန်တုန်းကလည်းအလေးတုံးကိုနှစ်ခါပဲမပြလိုက်ပြီးတော်ပြီမရတော့ဘူးလို့ပြောခဲ့သလိုအခြေခံအကျဆုံးဖြစ်တဲ့နောက်ဆုတ်ကားကကင်ထိုးတဲ့စမ်းသက်ချက်မှာဆိုရင်လဲလမ်းပြကားတုံးတွေကိုတိုက်မိတဲ့အထိလှုပ်ပြခဲ့လို့သူတို့တွေကျွန်တော်ကိုတားလိုက်ရပါသေးတယ်ဒါပေမဲ့နောက်ဆုံးရလက်ထွက်လာတဲ့အခါမှာတော့အောင်မက်မြင်းပေါ်ကိုကွက်တီလေးတက်ပြီးကန်ကောင်းကိုအောင်သွားတဲ့ပုံစံဖြစ်သွားခဲ့တာပေါ့ဒီလိုနဲ့ကျွန်တော်လုံခြုံရေးကုမ္ပဏီရဲ့စာမေးပွဲကိုအောင်မြင်ပြီးငွေတယ်ရင်မောင်းဖြစ်အလုပ်ရခဲ့ပါတယ်တကယ်တော့ဒါကကျွန်တော်ရဲ့ရည်ရွယ်ချက်ပဲလေနောက်ွယ်ကငါးချင်းမကြီးတွေကိုဖမ်းမိဖို့အတွက်အထဲကိုအရင်ဆုံးထိုးဖောက်ဝင်ရောက်ဖို့လိုအပ်နေလို့ပါယူနီဖောင်းကိုဝတ်ဆင်ပြီးတာနဲ့အတင်းကောင်းဆောင်ဘူးလက်ကကျွန်တော်ကိုဘန်းစီခေါ်သွားခဲ့ပါတယ်သူကငွေလွှဲပြောင်းတဲ့လုပ်ငန်းစဉ်ရဲ့အစဉ်တိုင်းကိုတေချာလိုက်ပြပြီးရှင်းပြခဲ့တာပါဘူးလက်ကဝိုင်းရင်တယောက်ဖြစ်ပြီးတေးဂီတတန်တခုတော့အပြက်အသက်ရှင်းရှင်းလင်းလင်းပြောထားခဲ့တယ်ငွေတယ်ရင်ကလုံခြုံရေးတွေဆိုတာဘယ်တော့မှအမဲလိုက်တဲ့မှုဆိုးရမဟုတ်ဘူးအမဲလိုက်ချင်းခံရမဲ့တိုးတွေပဲတဲ့အကယ်လေးတစ်ခုခုမှားယွင်းသွားခဲ့ရင်ကိုယ့်တက်ကိုပဲအရင်ဆုံးအလွတ်ယုံပြီးကဲပါလို့သူကဆိုပါတယ်တကယ်တော့သူဘသူကိုစကားပြောနေမိလဲဆိုတာသူလုံးဝမသိရှာပါဘူးကုမ္ပဏီကိုပြန်ရောက်တဲ့အခါဘူးလက်ကလူတစ်ကိုကြိုဆိုချင်တဲ့အတွက်ကျွန်တော်ကိုအပြင်မှာအေးအရက်အတူတူတောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ကျွန်တော်ကတော့ပစ္စည်းတစ်ခုမေ့ကြံခဲ့လို့ဆိုပြီးသူ့ကိုအရင်သွားနှင်ဖို့ပြောလိုက်ပါတယ်သူထွက်သွားတာကိုတေချာမြင်ရပြီဆိုမှကျွန်တော်ရုံးတက်ရုံးဆင်းလက်ပွေနှိပ်တဲ့ဆက်စီကိုရှောက်သွားပြီးအလုစင်းကြောင်ကနှိပ်လိုက်ပါတယ်ဒါပေမဲ့ချက်ချင်းထွက်မသွားပဲဖုန်းကိုထုတ်ပြီးနေရန်မှာချိတ်ထားတဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးကပ်ပြားတိုင်းကိုဓာတ်ပုံရိုက်ယူလိုက်ပါတော့တယ်နောက်ရက်မှာတော့ကျွန်တော်ရဲ့ပထမဆုံးတာဝန်အဖြစ်ဒေါ်လာ1000တန်ငွေတည်ယူမှုကိုစတင်ခဲ့ရပြီးဒါကဘာမှတိတ်မကြီးမားတဲ့ပမာဏပါဒါပေမဲ့ဘူးလက်တယောက်နာရီဝက်လောက်ကြောက်ချက်သားကောင်းရီခဲ့ပါတယ်အေဘာကတော့သူအပြင်ကသူငယ်ချင်းတယောက်စီကိုခိုးထွက်သွားပြန်ပြီလို့ထင်နေတာပါဒါကြောင့်သူမကဝေါ်ဂီဒေါ်ဂီကိုကောက်ကင်ပြီးသူ့ကိုလမ်းဆနောက်လိုက်ပါတော့တယ်မျက်လုံးပြပြလေးနဲ့လှပတဲ့လက်တင်အမေရိကသူလေးတယောက်နဲ့များတွေ့နေလို့မဟုတ်ရင်ပေါ့လေ